စစ်ရာဇဝတ်ကောင်ရဲဝင်းဦးကတကယ်ကျတော့သူကနိုင်ငံတကာစစ်ရာဇဝတ်ကောင်ဘင်းအောင်လိုင်းရဲ့ရုပ်သေးဗျမင်္ဂလာပါမြန်မာ News 24 Channel မှာကြိုဆိုပါရစေပြည်တွင်းမှာနေ့စဉ်ဖြစ်ပေါ်နေတဲ့မြေပြင်သတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ Channel တစ်ခုဖြစ်ပါတယ်ဒီနေ့မှာဘာတွေဖြစ်ပွားခဲ့သလဲဘလို့ထူးခြားသတင်းတွေရှိနေသလဲဆိုတာကိုအတူနားဆင်သွားကြပါစဉ်းစားတော့ကျွန်တော်တို့1988အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ်လာတဲ့နဝတနအဖစောမောင်မသည်တန်းရွှေပေါင်အေးအဲ့ဒီအထီးကဗိုလ်ချုပ်မှုကြီးတွေကြီးပဲသူ့ကိုကြတော့ချိုးနေပြီးတော့ဗိုလ်ချုပ်ကြီးယာဒူးနဲ့သူ့ကိုကာချုပ်ပေးတာစဉ်းစားကြည့်နော်ဆိုတော့ဒီရဲဝင်းဦးကကျွန်တော်ဘာလေးတစ်ခုပြောချင်လဲဆိုတော့ तू ပြောတဲ့ပုံစံကနော် तू ကရှင်းပြောရင်ဗျတကယ်ကြတော့ခုနကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ကျွန်တော် Mrs. Julie Bishop ကို तू ကတော်တော်လေးကိုမိရင်းမုန်းတာဗျဘာကြောင့်မုန်းတယ်လဲဆိုတာကျွန်တော်ပြောချင်တယ်အလိမ့်နေပေါ်သွားတယ်ဗျအလိမ့်နေပေါ်သွားတယ်တကယ်ကျတော့ပြည်သူလူထုပေါ်မှာလူခွင့်ရေးကိုအစိုးအဆုံးနဲ့အပြင်းထန်ဆုံးချိုးဖောက်နေတာကိုဒီအထူးတန်တမန်သိတယ်ဗျသိတဲ့အခါကျတော့ကျွန်တော်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ကျွန်တော်တို့အလွတ်သဘောဆွေးနွေးမှုမှာသူအစီရင်ခံတာဗျအစီရင်ခံတာတကယ်ကြတော့ကုလသမဂ္ဂအထွေထွေညီလာခံအလွတ်သဘောအစည်းအဝေးမှာဒီဖက်စစ်တပ်ကလူခွင့်ရေးချိုးဖောက်မှုတွေကိုဒီ Mrs. Julie Bishop ကနေပြီးတော့ထောက်ပြတာဗျဆိုတော့အဲ့ဒီအပေါ်မှာအနာပေါ်ထုတ်ချတာပေါ့ဗျာအရှိုက်ကိုပြင်းထန်တဲ့အခံခံရတာဗျနော်ပြင်းထန်တဲ့အခံခံရတာအဲ့ဒီအတွက်ကြောင့်မလို့သူကဘာပြောလာလဲဆိုတော့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန် Mrs. Julie Bishop ကိုမြန်မာနိုင်ငံအတွက်တဲ့ကောင်းကျိုးမပေးတဲ့တန်တမန်ဆိုပြီးတော့ဒီစစ်ရာဇဝတ်ကောင်ရဲဝင်းဦးရဲ့အင်တာနက်စာမျက်နှာနော်အင်တာနက်စာမျက်နှာမှာသူကတင်တာဗျဆောင်းမအနေနဲ့တင်တာနော်ပြီးရင်ကျွန်တော်ဆောင်းမရှင်ကဘယ်သူလဲပေါ့ဗျာဘာကြောင့်တင်တာလဲပေါ့ဗျာနော်အဲ့ထဲမှာဘာတွေပါတယ်လဲပေါ့နော်အဲ့ဒါကိုကျွန်တော်သုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ပေါ့နော်အင်တာနက်စာမျက်နှာပြီးတဲ့အခါကျတော့ဖက်စစ်တပ်ကနော်သူတို့ပိုင်တဲ့သတင်းစာတွေအဲ့ဒီသတင်းစာတွေမှာဝါရဖြန့်ရေးပေါ့ဗျာနော်လှုံ့ဆော်ရေးပေါ့ဗျာအဲ့ဒီစာမျက်နှာတွေအဲ့ဒီသတင်းစာတွေမှာသူကတိုက်ခိုက်ပြီးတော့နော်ရေးသားလိုက်တာကိုကျွန်တော်တွေ့ရတယ်ဗျကျွန်တော်တွေ့ရတယ်တကယ်ကြတော့ဗျာဒီစစ်တပ်ကဒီဖက်စစ်တပ်ကနော်မဟာဖိုဝါဒကိုကျင့်သုံးနေတာကြာပြီဗျနော်တကယ်ကြတော့မဟာဖိုဝါဒီတွေဗျနော်အမျိုးသမီးတယောက်ကိုကက်လန်အောင်သူကရန်တွေ့တာကက်လန်အောင်ရန်တွေ့တာဆိုတဲ့အခါကျတော့အနာပေါ်တောက်ကြတယ်ဗျာနော်အရှိုက်ထုတ်ခံရတယ်ဗျာအလိမ့်နေပေါ်ကပို့ကုန်တယ်ဗျာ Mrs. Julie Bishop ကအစီရင်ခံစာကဘလောက်ထိတောင်ထိရောက်တယ်လဲဆိုရင်အုံးမလုံးလုံးအုံပွင့်တာဗျာအုံးမလုံးလုံးအုံပွင့်တာသူကသူ့ရဲ့အစီရင်ခံစာတော်ထိရောက်ဗျာအချက်လက်ပေါ်မှာအခြေပြုတယ်အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့သူကကုလသမဂ္ဂနော်ကုလသမဂ္ဂအလွတ်သဘောအစည်းအဝေးမှာသူကဒီလူခွေတွေချိုးဖောက်တယ်အများရှိမှပြောတာနော်193နိုင်ငံ193နိုင်ငံစဉ်းစားတော့ဆိုတော့ तू ကအဓိကဘာပြောသေးလဲဆွဆွဲတာနော်ဒီအထူးတန်တမန်ဂျူလီဘီရှော့ကိုတဲ့မြန်မာနိုင်ငံအတွက်ကောင်းကျိုးမပေးတဲ့တန်တမန်ဆိုပြီးတော့ရဲဝင်းဦးကပြောလာတယ်ပေါ့နော်စစ်ရာဇဝတ်ကောင်ရဲဝင်းဦးကပြောလာတယ်တကယ်ကျတော့တခိုးကလူပြန်ဟစ်တာဗျဘသူကခိုးတာလဲပေါ့ဗျာဘသူကလူဆိုးလဲလူကောင်းလဲပေါ့ဗျာကျွန်တော်တစ်ဆက်တည်းပြောချင်ပါတယ်ပြီးတော့သူကဘာထပ်ပြောသေးလဲဆိုတော့ Mrs. Julie Bishop ကိုလူမှုရေးဆိုင်ရာအားနည်းချက်ရှိတဲ့လူဖြစ်တယ်တဲ့ကိုယ်တိုင်ကတဲ့အနိုင်ကျင့်တတ်တဲ့ဇယိုက်ရှိတယ်ဆိုပြီးတော့ရဲဝင်းဦးတော့ကျွန်တော်တို့ online စာမျက်နှာမှာစောင်းမရှင်မင်းခန့်ပေါ့ဗျာဘယ်သူမှလည်းမသိဘူးနော်စောင်းမရှင်ဘယ်သူလဲဆိုတာလဲပြအဲ့ထဲမှာဖော်ပြထားတာမရှိဘူးသူကနမဝိသေသနာတွေသုံးတာနော်ဆိုပြီးတော့ယောက်ျားကြီးဒါမင်းနဲ့ပေါ့ဗျာနော်နှုတ်သီးကောင်းနေတာကိုကျွန်တော်သတိထားမိတယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ကအနိုင်ကျင့်တတ်တဲ့ဇယိုက်ရှိတယ်တဲ့နော်လူမှုရေးဆိုင်ရာအားနည်းချက်ရှိတဲ့လူဖြစ်တယ်တဲ့ဆိုတော့တကယ်ကြတော့ဘယ်သူကလူမှုရေးဆိုင်ရာအားနည်းချက်ရှိတာလဲဘယ်သူကအနိုင်ကျင့်တတ်တဲ့ဇယိုက်ရှိတာလဲ
ရဲဝင်းဦးရဲ့လာရာဘယ်ကလာတာလဲလက်ခဲ့တကယ်ကြတော့ရဲဝင်းကစဖလာတာလေစစ်ထောင်လိုင်းကြီးတွေဗျာကျွန်တော်တို့နိုင်ငံကြီးအကျဉ်းသားတွေ generation Z တွေကျောင်းသားလူငယ်တွေပြည်သူလူထုအပေါ်မှာစစ်ကြောရေးနေရာတွေမှာစစ်ကြောရေးအခန်းတွေမှာနေရဲခန်းတွေမှာရဆက်ဗျာအမျိုးသမီးတွေကိုလိန်ချမ်းဖက်တယ်ဗျာနော်အမျိုးသမီးတွေကိုလိန်ချမ်းဖက်တယ်ဗျာနော်အမျိုးသားတွေအပေါ်မှာဗျာခိုင်ရိုင်းပြောရင်လိန်တူဟုတ်ပြီနော်ကြင်ကြံဖို့ကိုကြင်ကြံတဲ့အထီကိုဒီကောင်တွေစူးစမ်းတာတွေအများကြီးနာမည်ကြီးတယ်ဗျာနော်ရွှေပြည်သားမှာရှိနေတဲ့စစ်ကြောရေးစခန်းဒါ2021အာနာလူအာနာသိမ်းပြီးတဲ့ချိန်မှာသူတို့အစ်စ်ဖွင့်တဲ့ရွှေပြည်သားနောက်တစ်ခုကကျွန်တော်တို့အဲ့နေရာနေခဲ့ဘူးပါတယ်နော်1990ပေါ့နော်1990အလွန်ပေါ့နော်အဲ့ဒီမှာနန်းတွင်းလို့ခေါ်တယ်မန္တလေးနန်းတွင်းငါကတော့ကျွန်တော်တို့ကိုအဲ့ဒီနန်းတွင်းထောင်မှာကျွန်တော်တို့ထားခဲ့တယ်အဲ့ဒီနန်းတွင်းထောင်ကိုအခု2021အာနာလူအာနာသိမ်းပြီးတဲ့အချိန်မှာတကယ့်စစ်ကြောရေးပေါ့တကယ့်နာမည်ဆိုးနဲ့စစ်ကြောရေးမန္တလေးအထက်ဗမာပြည်ကျွန်တော်နန်းတွင်းစစ်ကြောရေးအောက်ဗမာပြည်ရွှေပြည်သာစစ်ကြောရေးရှင်းပြောရင်ဗျာအဲ့ဒီမှာနေရှင်းမလိုက်တာအဲ့ဒီမှာနေတပ်ပလိုက်တာမမှန်ရန်အမျိုးသားတွေအမျိုးသမီးတွေမခွဲခြားဘူးနော်မခွဲခြားဘူးနော်ဆိုတော့အဲ့လိုမျိုးရဆက်အမိတ်ပေးစိတ်ခိုင်းပြီးလုပ်တဲ့လူက Mrs. Julie Bishop လို့လူကြီးလူကောင်းဗျာသူကဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးလည်းလုပ်ခဲ့တာနော်အခုဆိုရင်တကယ်ကျတဏမာရေးအလောကမှာတော်နာမည်ကြီးတာနော်ဒါကြောင့်ကုလသမဂ္ဂအထွေထွေမှုချုပ်နော်ဂူတာရက်စ်ကနေမစ္စတာဂူတာရက်စ်ကနေမြန်မာနိုင်ငံဆိုင်ရာနော်အထူးတန်တမန်ဖြစ်သူ့ခန့်တာလေချင်းလေးဂုံတိတ်ကချင်းလဲတော်မရှင်နဲ့ဂုံတိတ်ကချင်းရှင်မလားအရေးချင်းရှင်မလားနော်ပြည်သူလူထုရဲ့ထောက်ခံမှုချင်းရှင်မလားအဲ့ဒါကိုအဲ့ဒီဆောင်းပါးထဲမှာတကယ်ကြတော့ဗျာဒါရှင်းပြောရင်ရဲဝင်းဦးရဲ့စိတ်ရောက်စစ်ကောင်ရဲဝင်းဦးရဲ့နော်အင်တာနက်စာမျက်နှာမှာတင်ထားတာကကိုကအဲ့ဒါဘယ်သူလက်ချက်လဲပေါ့ဗျာအဓိကလက်သက်တဲ့ခံဘယ်သူလဲဒါရှင်းနေတာပဲနော်တစ်ဆက်တည်းကျွန်တော်ကဘာပြောတင်လဲဆိုတော့ဒီစစ်ရာဇဝတ်ကောင်တွေကနော်ဆိုတော့သူအပါဝင်ဆိုတာကကျွန်တော်ဘာကိုပြောတင်လဲဆိုတော့စစ်ရာဇဝတ်ကောင်မင်းအွန်လိုင်းသူအပါဝင်ပေါ့ဗျာနော်ဒီစစ်ရာဇဝတ်ကောင်တွေကရည်ညွှန်းပြီးတော့ Mrs. Julie Bishop ကိုတိုက်ခိုက်တယ်လို့ကျွန်တော်ရှုမြင်သုံးသပ်တယ်တိုက်ခိုက်နေတာကိုလည်းသတိထားမိတယ်လို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကတော့ Mrs. Julie Bishop ကိုသူကမြန်မာနိုင်ငံအတွက်ကောင်းကျိုးမပေးတဲ့တန်တမာလို့သုံးတယ်ပြီးတဲ့အခါကျတော့အဲ့လိုပုံစံမျိုးသူကရိုးစွတ်တယ်နော်ကင်မွန်းတက်တယ်ဝါရဖြတ်တယ်ဝေဖန်ချက်တွေသူကပေးနေတာဒီကာကျုပ်အစ်စ်ပေါ့နော်စစ်ရာဇဝတ်ကောင်ရဲဝင်းဦးရဲ့အင်တာနက်စာမျက်နှာမှာနော်ဖော်ပြခဲ့တာကိုကျွန်တော်တို့ရှင်းပြောရင်တွေ့မြင်ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုလိုတာဗျာဒါကတပ်မတော်ကာဝေးဦးစီးချုပ်ရုံးပေါ့ဗျာနော်တပ်မတော်ကာဝေးရေးဦးစီးချုပ်ရုံးပေါ့နော်အဲ့ဒီရဲ့အင်တာနက်စာမျက်နှာနော်ဆိုတော့ကဲကောင်းပြီကျွန်တော်တစ်ဆက်တည်းဘာပြောချင်လဲဆိုတော့ခေါင်းစဉ်စောင်းမရဲ့ခေါင်းစဉ်ပေါ့ဗျာ an open letter တဲ့ the United Nations Secretary General 1သူအဲ့ဖွင့်ပေးစာတစ်လို့စရေးတာနော်ဒါနဲ့အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ဒီဆောင်းပါပေါ့နော်အဲ့ဒီမှာ Mrs. Julie Bishop ကိုလူမှုရေးဆိုင်ရာအားနည်းချက်ရှိတဲ့လူကိုယ်တိုင်ကအနိုင်ကျင့်တတ်တဲ့ဇဲရှိတဲ့လူလာပြီနော်အနိုင်ကျင့်တတ်တဲ့ဇဲရှိတဲ့လူစတဲ့နာမဝိသေသနာတွေနဲ့သူကရည်ညွှန်းပြီးတော့သုံးတာကိုကျွန်တော်တို့ကသတိထားမိတယ်နောက်တစ်ခုကလူအခွင့်အရေးကိုအဆိုးဝါးဆုံးနဲ့အပြင်းထန်ဆုံးချိုးပေါက်တဲ့အထက်ကလက်သက်တရားခံစစ်ရာဇဝတ်ကောင်ရဲဝင်းကပြောနေတာဗျရဲဝင်းကပြောနေတာပြောင်းပြန်နေပြောနေတာဗျတကယ်ကြတော့ဘသူတွေကရှင်းပြောရင်အနိုင်ကျင့်တဲ့စိတ်သက်ဇယိုက်ရှိတဲ့လူတွေလေနော်လူမျိုးရေးဖောက်ပြန်နေဗျာညင်းမရတဲ့ကိစ္စဗျာအနိုင်ကျင့်နေပိုကြတယ်လောကကြီးအောက်တယ်ဗျာနော်နောက်တစ်ခုကလက်နဲ့အာကုန်းနဲ့အင်အားသုံးပြီးတော့ပြည်သူကိုယ်တော်မှရန်သူလိုတတ်မှတ်ပြီးတော့ဆက်ဗျာတပ်ဖြတ်နေတဲ့ကိစ္စနော်အလောင်းဖြောက်တယ်ဗျာမရင်းကျင့်တယ်ဗျာနော်အရှင်လက်မီးရှို့တယ်ဗျာခေါင်းဖြတ်တယ်ဗျာနော်နောက်တစ်ခုကမြေလာမီးရှို့တယ်ဗျာဒါတွေလုပ်နေတဲ့လူဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့စစ်ထောင်လိုင်းရေးတပ်ပေါ့ဗျာစအဖခေါင်းဆောင်ဟောင်းပေါ့ဗျာအခုတော့ကာကျုပ်အစ်စ်ပေါ့နော်စစ်ရာဇဝတ်ကောင်
နော်ရဲဝင်းဦးဟာတဲ့တကယ်ကြတော့နိုင်ငံတကာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်စီကနေပြီးတော့ပြီးသွားတဲ့မလကုံပိုင်းမှာပေါ့ဗျာရှင်းပြောရင် तू ကတကယ်နေရုပ်ပဲဗျပုံပဲဗျနော်တာချုပ်ယာတုကို तू လက်လွဲယူခဲ့တယ်ပေါ့နော်စစ်ရာဇဝတ်ကောင်ဒီရဲဝင်းဦးရဲ့ကျွန်တော်အင်တာနက်စာမျက်နှာနီးလူပေါ့ဗျာသူတို့တစ်ချိန်နဲ့တစ်ဖြိုင်နဲ့တရက်ထဲမှာနော်ကာဝေးဦးစုချုပ်အင်တာနက်စာမျက်နှာမှာခုနအဆောင်မကိုဖော်ပြသလိုတရက်ထဲမှာပဲဘယ်လိုပုံစံမျိုးတွေဝါရဖြန့်ပြီးတော့ဒါသူတို့ကဖြန့်ချီတယ်လဲဆိုရင်စစ်တပ်ထိန်းချုပ်တဲ့ဖက်စစ်တပ်ထိန်းချုပ်တဲ့မြဝတီနောက်တစ်ခုဟာရတနာဘုံနော်သတင်းစာတွေမှာလည်းမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့သူတို့ကဒီဆောင်းပါးကိုဒါဝါရဖြန့်ပြီးတော့ဝေဖန်ထုံးတဲ့ချက်တွေပေါ့ဗျာပုံနဲ့ဖော်ပြထားတာကိုကျွန်တော်သတိထားမိတယ်ဗျာရင်းမရတဲ့ကိစ္စနော်အလားတူပဲနော်အခြားသောပေါ့ဗျာအခြားသောဖက်စစ်တပ်ပေါ့ဗျာနော်သူတို့ထိန်းချုပ်တဲ့သတင်းစာတွေမှာလည်းကုလသမဂ္ဂကျွန်တော်တို့အထွေထွေအတွင်းမှုချုပ်ရဲ့နော်အထွေထွေအတွင်းမှုချုပ်စီကိုအိတ်ဖွင့်ပေးစာပေါ့ဗျာ open letter ပေါ့ဗျာနော်အဲ့ဒီopen letter နံပါတ်1ပေါ့နော်အဲ့ဒီခေါင်းစဉ်တက်ပြီးတော့မြန်မာဘာသာနဲ့ထပ်မှန်ပြီးတော့ဖုန်းလေးဖော်ပြထားတာတွေ့အဓိကတော့သူကဝါရဖြန့်ချီရေးပေါ့နော်သူတို့ကတော့သူတော်ကောင်းတွေပေါ့ဗျာနော်တစ်ဖက်ကသူတွေကတော့ဂျူလီဘီရှော့တို့ဘာတို့ကရှင်းပြောရင်ဇာတိရလည်းမကောင်းဘူးပေါ့ဗျာကိုကျင်တရားလည်းမကောင်းဘူးပေါ့ဗျာသူတို့ကတော့ကိုကျင်တရားကောင်းတယ်ပေါ့ဗျာဒီလိုပုံစံမျိုးသူချိုးတာဗျာတစ်ဆက်တဲ့ကျွန်တော်ဘာပြောချင်လဲဆိုရင်သူကတကယ်ကျတော့ရှေ့မှာကျွန်တော်တင်ပြတယ်လို့ပေါ့နော်ဩစတြေးလျနိုင်ငံသားကြီးဝန်ကြီးအဖြစ်လေသူကတာဝန်ယူခဲ့တယ် Mrs. Julie Bishop ပေါ့နော်အဲ့ဒါကတော့တာဝန်ယူပြီးတဲ့အချိန်မှာ2024နော်ဧပြီလမှာကုလသမဂ္ဂအထွေထွေတွဲမှုချုပ်Mr. Guterres ကမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်အဖြစ်ကိုသူ့ကိုခန့်အပ်ခံခဲ့ရတဲ့သူဖြစ်တယ်ပေါ့နော်သူ့အရေးအရှင်းကြောင့်ခန့်အပ်တာလေးဗျာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကနေပြီးတော့သူ့ကိုအထူးကိုယ်စားလှယ်ခန့်နေဆိုတာကဒီရဲဝင်းတို့လို့နော် DSA လောက်ဆင်းလာတဲ့လူတွေမဟုတ်ဘူးလေနော် DSA လောက်ဆင်းလာတဲ့လူတွေဖားရပြီးတော့မှဗျာယာရုရခဲ့လူတွေမဟုတ်ဘူးသူ့အရေးချင်းတဲ့သူကတကယ်သူ့ဖြတ်သန်းမှုနဲ့သူ့အတွေ့အကြုံနဲ့နော်သူကဒီယာရုရခဲ့တာဗျာအဲ့ဒါကျွန်တော်မနာလို့မရှုစိတ်နဲ့ပေါ့နော်မီရွေးမုံတယ်ပေါ့ဗျာကျွန်တော်ရှေ့မှာတင်ပြသလိုပေါ့နော်နောက်တစ်ခုကဒီဝေဖန်ချက်တွေပေါ့ဗျာဒီအပုတ်ချမှုတွေပေါ့ဗျာနောက်တစ်ခုကတပုတ်လင်းပေါ့ဗျာနော်အမနာမဒါပြောတဲ့ကိစ္စတွေပြောအဲ့ဒီမှတ်ချက်တွေနဲ့ပတ်သက်လို့အဲ့ထဲမှာဘလို့ဖော်ပြထားလဲဆိုတာလေးလေကျွန်တော်အနည်းငယ်တင်ပြခြင်းပါတယ်အဲ့ဒါကတော့ဖက်စစ်တပ်ဘက်ကနေပြီးတော့လက်လွှင့်တင်ထားတဲ့ဝေဖန်ချက်ပေါ့ဗျာအဲ့ဒါတော့ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ပေါ့နော်ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံအလွတ်သဘောအစည်းအဝေးမှာဒီဖက်စစ်တပ်ရဲ့လူခွေချိုးဖောက်မှုတွေကို Mrs. ဟုတ်ပြီနော်ဂျူလီဘီရှော့ကနေပြီးတော့သူကထောက်ပြခဲ့တာကိုဒံပြန်ပေါ့ဗျာနော်ဒံပြန်သူတို့ကနေပြီးတော့ဒီတုံ့ပြန်တဲ့နော်အချက်လက်တွေရှင်းပြောရင်ဗျာအချက်လက်တွေကတကယ်ကြတော့မပြည့်မစုံပေါ့ဗျာနော်အပမအယွင်းအချက်လက်တွေကိုလောက်ကြံပြီးတော့သူတို့ကဆံမျက်နာတွေကနေပြီးတော့နောက်တစ်ခုကဝါရဖြန့်ချီရေးသတင်းဌာနတွေပေါ့ဗျာနော်နောက်တစ်ခုကသတင်းစာတွေပေါ့နော်အဲ့ဒီကနေပြီးတော့ပုံနှိပ်ပြီးတော့နော်မြန်မာအင်္ဂလိပ်ပေါ့ဗျာဒီလိုမျိုးတွေဝါရဖြန့်ချီတာကိုကျွန်တော်သတိထားမိတယ်ဗျာကဲကောင်းပြီအဲ့ဒါဆိုရင်နယူးယောက်ဆွေးနွေးပွဲမှာနော်ကုလသမဂ္ဂအထူးတန်တမန်ပေါ့ဗျာကုလအထူးကိုယ်စားလှယ်ကသူကဘာတွေထောက်ပြလဲဆိုတော့အရသားတွေကိုတဲ့ဒီစစ်တပ်ကတဲ့ပြစ်ထားပြီးတော့နော်တိုက်ခိုက်မှုတွေပေါ့ဗျာနောက်တစ်ခုကစစ်အုပ်ချုပ်ရေးအောင်းမှာတဲ့မြန်မာကဘာပေါ်မှာတဲ့အင်တာနက်ပေါ့နော်တိတ်ရေးကြီးတဲ့ကိစ္စနော်ကျွန်တော်ရှေ့မှာလဲကျွန်တော်ဆွေးနွေးမှုတယ်ဗျာအင်တာနက်အွန်လိုင်းနော်ကြားဖြန့်ကိုပြောနေတာနော်အင်တာနက်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့ဘိုးချက်မှဖြစ်တယ်တဲ့ဒါကြောင့်ကြားဖြန့်ရဲ့အဓိကလက်သည်တရားခံထဲမှာနိုင်ငံတကာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်လည်းပါတယ်ပြီးတဲ့အခါမှာနိုင်ငံတကာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဥဆောင်တယ်အစွန်းရောက်အကြမ်းပဲစစ်အုပ်စုလည်းပါတယ်ဗျာနော်ကြားဖြန့်အခုလိုမျိုးဗျာနော်ထိုင်းမြန်မာနယ်စပ်မှာနော်တရုတ်မြန်မာနယ်စပ်မှာပြည်တွင်းမှာရန်ကုန်မြို့တွေအမြန်ရန်ကုန်မြို့အထိနော်ထက်ဗမာပြည်အောက်ဗမာပြည်နိုင်ငံနဲ့အဝအဲ့ဓာဒီနော်ရှင်းပြောရင်ခက်စားလာအောင်ဖွံ့ဖြိုးတိုးတက်လာအောင်အဓိကနော်ဒီလုံခြုံရေးတပ်ဖွဲ့တွေနဲ့အကာအကွယ်ပေးပြီးတော့တကယ်ကြတယ်အဲ့ဒီရတဲ့နော်ဒီရှင်းပြောရင်ငွေကြီးတွေနဲ့နော်တိမ်မြည်နေတာနော်အဆင်ပြေနေတာကမင်းအောင်လှိုင်နဲ့သူ့ရဲ့မိသားစုဗျ
ရင်းမရတဲ့ကိစ္စအဲ့ဒါတွေကိုကုလသမဂ္ဂဟုတ်ပြီနော်ဒီအစည်းအဝေးမှာသူကသူ့ရဲ့နော်စစ်တမ်းနဲ့ပတ်သက်လို့သူ့ရဲ့အစီအငန်သားနဲ့ပတ်သက်လို့ချက်နဲ့လက်နဲ့အချက်လက်ကိုအခြေပြုပြီးတော့ပြောတဲ့အခါကျတော့အဲ့ဒီမှာနေအနာပေါ်ထုတ်ကြတာဗျနော်ဆက်ပြောပါမယ်ဆိုတော့ဒီဟိုနေပေါ့ internet online ငွေလိမ်လုပ်ငန်းတွေရဲ့ဘိုးချက်မှဖြစ်တာအဓိကပြောချင်တာကြားဖြတ်လုပ်ငန်းရဲ့ဘိုးချက်မှနော်နောက်တစ်ခါမွေးစေဝါနဲ့ပတ်သက်လို့ပြောတယ်မွေးစေဝါထုတ်လုပ်မှုနဲ့တဲ့အတိုက်ခံတွေကိုဖမ်းဆီးပြီးတော့တဲ့နော်ကျင်းပခဲ့တဲ့စစ်တပ်ဩဇာလွှမ်းမိုးတဲ့ရွေးကောက်ပွဲသူကရွေးကောက်ပွဲကိုလည်းသူကဝေဖန်ထောက်ပြတယ်တကယ်ကျွန်တော်မှန်တယ်လေဗျာရွေးကောက်ပွဲကနော်တရုတ်ကစပွန်ဆာပါတယ်ပေါ့ဗျာနော်တရုတ်ကစပွန်ဆာပါတယ်တကယ်ကျွန်တော်အတူအောင်ရွေးကောက်ပွဲဖြစ်တယ်အဲ့ဒီအတူအောင်ရွေးကောက်ပွဲကိုလည်းဟုတ်ပြီနော်စစ်တပ်ဩဇာနော်လွှမ်းမိုးပြီးတော့လွှမ်းမိုးတဲ့ရွေးကောက်ပွဲကိုလည်းသူကထည့်သွင်းပြီးတော့အစီရင်ခံခဲ့တဲ့အခါကျတော့အခုလက်ရှိနော်ဒီစစ်လွတ်တော်တို့ကိုယ်တိုင်ကသမရအတူတို့နော်အတူအောင်အစိုးရတွေသူအသိမှမပြုဘူးဗျကုလသမဂ္ဂအသိမှမပြုဘူးဒါကြောင့်ဂျွန်လ10ရက်နေ့မှာနောက်ဆုံးထုတ်ပြန်တဲ့ကုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲတွေစီးရင်ထဲမှာကျွန်တော်တို့တိုင်းပြည်ရဲ့သမရသည်နော်သမရအစ်စ်နော်တိုင်းပြည်ရဲ့သမရအကြီးအကဲကနော်ဥဝင်းမြင့်ဖြစ်တယ်တဲ့နော်နိုင်ငံခြားရေးဝန်ကြီးကဒေါ်ဆန်းစုကြည်ဖြစ်တယ်ဂျွန်လ10ရက်နေ့နော်ဆိုတော့အဲ့ဒီမှာနေထပ်ပြီးတော့ငုတ်တုတ်ပေးတယ်ဗျာထပ်နာတယ်ပေါ့ဗျာအရှိုက်ကိုလှိမ့်ခံကားတာဒါကြောင့်ကုလသမဂ္ဂကြီးညာထားတဲ့ကြီးညာချက်တစ်ဆက်တည်းကျွန်တော်ဗာပြောချင်လဲဆိုတော့သူကသူ့ရဲ့ဒီအစီအငန်စာထဲမှာသူဘာထပ်ပြောလဲဆိုတော့ဖန်စီထိမ့်ချင်းခံထားရတယ်တဲ့ဒေါ်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့လေသူကအဲ့ဒီစင်မြင့်ထက်ကနေပြီးတော့ကုလသမဂ္ဂစင်မြင့်ထက်ကနေပြီးတော့သူကတောင်းဆိုခဲ့တယ်ဗျနော်တစ်ဆက်တည်းအစီအငန်စာပါအချက်တွေပေါ့နော်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့နော်ဒီအချက်လက်တွေကနော်မယိုးသားဘူးဆိုပြီးတော့နော်ဟိုက Mrs. Julie Bishop ရဲ့အစီရင်ခံစာတဲ့တကယ်ကြတော့မယိုးသားမှုလို့မယိုးသားမှုဆိုပြီးတော့လေသူတို့ဘက်ကနေပြီးတော့ဝါရဖြန့်တာကိုကျွန်တော်သတိထားမိတယ်ပေါ့နော်ဒါကြောင့် Mrs. Julie Bishop ကတဲ့လူမှုရေးဆိုင်ရာအားနည်းချက်ရှိနေတဲ့လူအဲ့တော့ထက်ကတည်းလည်းပြောနေတာနော်နောက်ကကိုယ်တိုင်ကအနိုင်ကျင့်တတ်တဲ့ဇေယျရှိတယ်တဲ့ဆိုတော့ဗျာလက်တွေ့မှာဘယ်သူကအနိုင်ကျင့်နေတာလဲဗျာပြည်သူလူထုကိုနော်လက်နဲ့အားကိုးနဲ့အင်အားသုံးပြီးအနိုင်ကျင့်ဗိုလ်ချနေတာဘယ်သူလဲပေါ့ဗျာအဲ့ဒါကတော့ရှင်းနေတာပဲဗျာနော်လေပြင်းမှာဆင်သွားတဲ့ကဲ့သို့အဲ့လောက်ရှင်းနေတဲ့ကိစ္စကိုသူက Mrs. Julie Bishop ကိုအမျိုးသမီးနော်ဒါကြောင့်ကျွန်တော်ရှင်းမှပြောတာပေါ့ဒီဖက်စစ်စစ်တပ်ကမဟာဖိုဝါဒကိုကျင့်သုံးတယ်မဟာဖိုဝါဒီတွေဖြစ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့တစ်ဆက်တည်းကျွန်တော်ဗာလေးပြောတင်လဲဆိုတော့သူတို့ကအခုလိုမျိုးပေါ့ဗျာစစ်ဆွဲတာတွေပုတ်ခတ်တာတွေအပုတ်ချတာတွေထိုးနဲ့တိုက်ခိုက်တာတွေဒီဆောင်းမမှာဟာဒါတွေထောက်လျှောက်လုပ်နေတဲ့အတွက်အဓိကတော့ဗျာသူ့ရဲ့ပုံကိုရေးဆိုင်ရာအကျင့်စရိုက်နဲ့ပတ်သက်ပြီးတော့တဲ့သူတို့ကကြားသိထားရတာဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကပြောလာတယ်ပေါ့နော်အဲ့ဒီသတင်းတွေနဲ့ပတ်သက်သူကဘာပြောလာလဲဆိုတော့ Mrs. Julie Bishop ကတဲ့လုတ်ပေါက်ကင်မဲ့တွေအပေါ်မှာတဲ့နော်အနိုင်ကျင့်စော်ကားနော်အဲ့ဒီအပေါ်မှာအနိုင်ကျင့်စော်ကားခဲ့တယ်ပေါ့ဗျာအဲ့ဒီတမိုင်းကြောင်းတွေလည်းရှိတယ်ပေါ့နော်အဲ့သူတို့ဘက်ကဒီဆောင်းပါးမှာပြောနေတာနော်နောက်တစ်ခုကဂျူလီဘီရှော့ကတဲ့ဩစတြေးလျအမျိုးသားတက္ကသိုလ်မှာတဲ့တာဝန်ထမ်းဆောင်နေတဲ့အချိန်တုန်းကတဲ့သူနဲ့သူ့ရဲ့အဖွဲ့သားတွေရဲ့နော်စစ်တပ်ပိုင်းဆိုင်ရာကိုတဲ့ပြင်းထန်စွာနော်အနိုင်ကျင့်မှုပြုလုပ်ခဲ့တယ်တဲ့ဘူလီလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီဒဏ်ကြောင့်တဲ့ဒေါက်တာလစ်အာလန်ပေါ့နော်အဲ့သူကသူ့ရဲ့ရင်သေးလေးကိုတဲ့ဆုံးရှုံးရတဲ့အပြင်တဲ့စိတ်ဒဏ်ရာ trauma ပေါ့ဗျာအဲ့ဒီစိတ်ဒဏ်ရာရခဲ့တဲ့အတွက်တဲ့ကိုတော်မှဗျာဒီဒေါက်တာပေါ့ဗျာဂျူလီဘီရှော့ကဂျူလီဘီရှော့ကြောင့်ဒီဒေါက်တာကိုတက်တည်ဖို့အထိကိုစိုးရားစွာခံစားနေရတယ်တဲ့နော်သူအဲ့ဒါတွေကိုထောက်ပြတာရှင်းပြောရင်ဗျာပြည်သူလူထုတရက်လုံးကမသိတာကြနေတာပဲနော်ပြည်ရင်းဒေသတွေနိုင်ငံတကာကဒီစစ်ထောက်လှမ်းရေးပေါ့ဗျာစာဖအကြည့်ကဲလုပ်ခဲ့တယ်နော်စစ်ရာဇဝတ်ကောင်မဲအောင်လိုင်းနဲ့နိုင်ငံတကာစစ်ရာဇဝတ်ကောင်နော်မဲအောင်လိုင်းဥဆောင်နေအစိုးရအကြမ်းဖက်ဖက်စစ်အုပ်စုကိုသူတို့ရဲ့လုပ်ရက်တွေပေါ့ဗျာနော်သူတို့ရဲ့စိတ်ဓာတ်တွေကိုမသိတာကြနေတာဘယ်သူတွေကအကြမ်းဖက်ဟုတ်ပြီနော်လောက်တာလေအကြမ်းဖက်မှုတွေဘယ်သူကကျူးလွန်တာလဲစစ်ရာဇဝတ်မှုတွေဘယ်သူကကျူးလွန်တာလဲလူသားမျိုးတွေအပေါ်မှာစန့်ကျင်တဲ့ရာဇဝတ်မှုတွေဘယ်သူကကျူးလွန်တာလဲအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဘယ်သူကကျူးလွန်တာလဲဒါရှင်းတယ်ဗျာအရှင်းပြောရင်နောက်ွယ်မှာ तू အမနာပါတွေကိုနော်စာရဏပေဒနာဆောင်းပါးတွေနဲ့ तू ထုံးလက်တာကိုကျွန်တော်သတိထားမိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့တဲ့
ဒီအထူးကိုယ်စားလှယ်ကတပုတ်လင်းလင်းနေပြောနေပြီနော်အပေါက်ချတာတွေလုပ်နေပြီနော်အဲ့ဒီအထူးကိုယ်စားလှယ်ကိုတဲ့ဒီလိုစိတ်တက်ရှိတဲ့လူပေါ့ဗျာဒီလိုလောက်ရတွေကျူးလွန်ခဲ့တဲ့လူကိုသူ့ကိုကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်နော်ခန့်အပ်ထားတာကတဲ့နော်ရှင်ကုလသမဂ္ဂရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်သူကကုလသမဂ္ဂကိုလာထောက်ပြအဓိကတော့သူပြောနေတာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ပေါ့ဗျာမစ္စတာဂူတာရက်စ်ကိုသူကဝေဖန်ထောက်ပြတာတွေပါသူကလှုပ်လာတယ်ဒါတွေလည်းကျွန်တော်တို့သိခွင့်ရတယ်ပေါ့နော်အဲ့ဒီထဲမှာအဲ့ဒီဆောင်းပါးမှာနော်ထပ်ပြီးတော့သူကဘာတွေဖော်ပြထားတယ်ဆိုတော့ကျွန်တော်ဒီထဲမှာဇကန်ညံလေးပြောနေတာကသူတို့အကြိုက်လိုက်ဆောင်ပြီးအရှိမကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ်တွေအဆက်ရှိခဲ့တယ်အဲ့ဒါတွေကိုရှင်းပြောရင်ဗျာမိုက်ရိုင်းစော်ကားတဲ့စကားလုံးတွေနဲ့တိုက်ခိုက်ခဲ့တာတွေအများကြီးပဲဂျူလီပီရှော့မှာမဟုတ်ဂျူလီပီရှော့အရင်တော့ကကုလသမဂ္ဂနော်အထူးကိုယ်စားလှယ်တွေကိုလည်းအခုလိုမျိုးဖက်စစ်စစ်အုပ်စုကနေပြီးတော့စောင်းမနဲ့တမျိုးပေါ့ဗျာဝရဖြန့်ချီတဖုံပေါ့ဗျာအဲ့လိုမျိုးတွေတိုက်ခတ်ခဲ့တာတွေအများကြီးရှိတဲ့အခါကျငါနဲ့မတူငါယွန်သူငါ့ကိုထောက်ခံဟုတ်ပြီနော်ငါ့ကိုသူကောင်းပြုငါပြောတဲ့စကားတွေရှင်းပြောရင်နားထောင်ပေါ့ဗျာငါမိတ်နာခံကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအဲ့လိုလုပ်ပါမလားဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့သူတို့ကပောက်ကွဲပြီးတော့အခုလိုမျိုးနော်စောင်းမနဲ့နော်အဲ့တော့ဝရဖြန့်ချီတာကိုတော့ကျွန်တော်သတိထားမိတယ်ဗျကဲကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်ဗာဆက်ပြောခြင်းလဲဆိုရင်ဂျူလီဘီရှော့ပေါ့ဗျာနော်သူ့ရဲ့လွတ်ဆောင်ချက်တွေကတဲ့နော်မြမရေးကိုအမှန်တကယ်ဖြည့်ရှင်းပေးဖို့တဲ့စီးပွားရေးဆန်ပေါ့ဗျာကစားကွက်တွေအဖြစ် business like သူက tactics လို့သုံးရတယ်ဗျာနော်အသုံးချနေတာတဲ့ဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်မို့လို့ဂျူလီဘီရှော့ကနော်လွတ်ဆောင်ချက်တွေကတဲ့တကယ်ကြတော့နော်အသုံးချခံရမှာပေါ့ဗျာနော်သူ့ရဲ့အသုံးချခြင်းကိုဟုတ်ပြီနော်တဲ့ခံရမှာတော့သူတို့စစ်အုပ်စုอ่ะပေါ့ဗျာနော်စစ်အုပ်စုကဒီဆောင်မထဲမှာနော်အသုံးချခံရမှာတော့စိုးရင်ရပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလဲဆောင်မထဲမှာဖော်ပြထားတာကိုကျွန်တော်သတိထားမိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်စီကိုနော်သူတို့ရဲ့အိတ်ဖွင့်ပေးစာပေါ့ဗျာတစ်ဆိုပြီးတော့သူကခေါင်းစဉ်တက်ထားတယ်ပေါ့နော်အဲ့ဒီအမည်တက်ထားတဲ့ဒီဝေဖန်ချက်ပေါ့ဗျာနော်ဒီရေးသားချက်ကိုရှင်းမှလဲကျွန်တော်တင်ပြပြီးဖြစ်ပါတယ်ဆိုမင်းခန့်ဆိုတဲ့ဆောင်းမရှင်ပေါ့ဗျာမင်းခန့်ကဘာတူလဲပေါ့နော်အဲ့ဒါတွေဘာမှဖော်ပြတာမရှိဘူးနံပါတ်တက်ပြီးတော့လုပ်ပါဗျာဟုတ်တယ်မလားရဲဝန်းရေးတယ်ပေါ့ဗျာဘာဖြစ်လဲနော်အဲ့လိုမဟုတ်ဘဲနဲ့မင်းခန့်ဆိုတဲ့နာမဝိသေသနာပေါ့ဗျာနော်ဒီလိုမျိုးတက်ပြီးတော့ဒီလိုမျိုးနာမည်သုံးပြီးတော့စောင်းမရှင်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမဖော်ပြဘဲနဲ့နော်သူကလည်းပေါ့ဗျာနော်တာမန်ပြည်သူတူဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကအစချီထားတာကိုဒီစောင်းမရဲ့အစပေါ့နော်သူကတာမန်ပြည်သူဖြစ်တယ်ပေါ့ဗျာနော်ဆိုတော့ဗျာအဲ့လိုမျိုးတကယ်အသုံးချနေတာကဘယ်သူကအသုံးချတာလဲဂျူလီဘီရှော့ကအသုံးချတာလားဟုတ်ပြီနော်ဒီနော်အစိုးရအကြမ်းမဲ့ဖက်စစ်စစ်အုပ်စုကနာမည်တက်ပြီးတော့ဘိုင်နေနဲ့နော်အဲ့လိုမျိုးဆောင်းမရှင်ဘယ်သူလဲဆိုတာမဖော်ပြမယ်ပြည်သူကိုအသုံးချပြီးတော့ပြည်သူကိုလက်နဲ့အဖြစ်အသုံးချပြီးတော့ဒီဆောင်းမကိုရေးတာမင်းခန့်ဆိုပြီးတကယ်ကျတော့ပြည်သူလုံးဝမဟုတ်ဘူးနော်တစ်ဆက်ထပ်ပြောချင်တာဒီဆောင်းမထဲမှာတာမန်ပြည်သူတွေမသိနိုင်တာတွေရှိတယ်ဗျအဲ့ဒါဖက်စစ်စစ်အုပ်စုရဲ့ကယ်ဆယ်ရေးဌာနစီကိုပေါ့နော်ကယ်ဆယ်ရေးဌာနတွေစီကိုဖုံးခေါ်ဆိုမှုအကူအညီတောင်းတဲ့အရေးအတွက်တွေကိုအတိအကျထည့်သွင်းဖော်ပြတာတယ်ဗျနော်လူသားချင်းစာနာထောက်ထားမှုအကူအညီပေါ့ဗျာအဲ့လိုအကူအညီလိုနေတဲ့ပြည်သူလူထုရဲ့အကူအညီတွေနဲ့ပတ်သက်လို့ပေါ့ဗျာအဲ့ဒါတွေကိုထည့်သွင်းပြီးတော့နော်ဖော်ပြထားတာကိုသတိထားမိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဖက်စစ်စစ်တပ်ကိုနော်ဝေဖန်တာတွေနဲ့ပတ်သက်လို့ပေါ့နော်ဒီဝေဖန်သူတွေကိုသတင်းစာဆောင်းပါးတွေနဲ့ဓာမြန်ဝါရဖြန့်တိုက်ခတ်ရေးသားတဲ့နေရာမှာစစ်အောက်စုဟာတကယ်ကြတော့ကလောင်ပုံးတွေပေါ့ဗျာနော်ကလောင်ပုံးတွေခိုးတောင်ခိုးဝက်ပေါ့ဗျာနော်ဒါတွေနဲ့တိုက်ခိုက်ပြီးတော့သူတို့ရေးတာတွေအပုတ်ချတာတွေအမနာပါလောက်တာတွေအခုဂျူလီဘီရှော့ကိုလည်းနော်ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်စီကိုနော်အိတ်ဖွင့်ပေးစာဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကလှုပ်လာတာကျွန်တော်တို့သတိထားမိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီအလေးထားတွေပေါ့နော်ဒီအလေးထားတွေကိုဖက်စစ်တပ်ကထောင်လိုင်းအရာရှိတွေကတကယ်ကြတော့ဒါတွေကိုလှုပ်တဲ့ဒီအခင်းကျင်းတွေကိုဖန်တီးတာဒီကျွန်တော်ကောက်ပြီးပြောကြတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကိုနော်ဝေဖန်တဲ့သူတိုင်းဖက်စစ်စစ်အုပ်စုကိုဖက်စစ်စစ်တပ်ကိုနော်ဒါ
ဒီဝေဘာနဲ့ပေါ့ဗျာဖက်စစ်စစ်တပ်ကိုဝေဘာနဲ့ဟုတ်ပြီနော်သူတိုင်းကိုသူတို့ကဘာလုပ်လဲဆိုတော့အခုလိုမျိုးပေါ့ဗျာဈေးစာစောင်းပါးတွေနဲ့တံမြန်ဝါရဖြန့်တာတွေကအရှိမှလည်းအတိတ်မှလည်းအများကြီးလုပ်ခဲ့ဘူးတယ်ဟုတ်ပြီနော်အများကြီးလုပ်ခဲ့ဘူးတယ်ဆိုတော့အဲ့ဒါတွေကိုတိုက်ခိုက်ရေးသားတဲ့အခါမှာတီးကြသူတို့မှတင်းရှိတယ်ဗျာနော်ဝေဘာတိုက်ခိုက်တဲ့အပုတ်ချတဲ့အမနာပပြောတဲ့နော်ဝါရဖြန့်ချီတဲ့နော်အုပ်စုဟာတတ်ရှိတယ်အဲ့ဒါတွေအားလုံးကိုတာဝန်ယူတာကစစ်ထောင်လိုင်းရဲ့တာဝန်ရှိတယ်တာဝန်ယူတာဒီခင်ညွန့်တို့နော်တားရွှေတို့မောင်အေးတို့လက်ထက်မှာလေစစ်ထောင်လိုင်းကြီးပဲအခုလည်းစစ်ထောင်လိုင်းကြီးပဲဆိုတော့ကောင်းပြီသူတို့သုံးနေတဲ့အသုံးလုံးတွေကဒီစောင်းမရှင်ဆိုတာကသူတို့တဲ့ဘယ်တော့မှနာမည်မတတ်ထားဘူးဗျအခုလည်းမင်းခန့်လို့တတ်ထားတယ်သူစောင်းမမှာအစချီတာသူပြည်သူတယောက်ဖြစ်တယ်တဲ့လောက်ဖို့လိန်နာနော်ဒါကြောင့်ကဘာကျော်လူလိန်လို့ကျွန်တော်တို့ကပြောတာလိန်နေတဲ့ကိစ္စကိုဗျာ Mrs. Julie Bishop ကထောက်ပြတဲ့ကိစ္စဗျာနော်အဲ့ဒါကိုသူတို့ကအသေးခိုက်အောင်နာတယ်ဗျာဒါကြောင့်ဒီ Mrs. Julie Bishop ကိုသူကတခါတည်းဗျာနော်မအောင်တဲ့လက်နက်တွေထုတ်သုံးပြီးတော့သူတို့ကဆောင်းမနဲ့တိုက်တာဗျာနော်နောက်တစ်ခုကကျွန်တော်ဗာလေးတစ်ခုပြောချင်လဲဆိုအခုလိုမျိုးကလောင်ပုံးတွေပေါ့ဗျာခုတ်ကြောင်ခိုးဝဲနေနော်အဲ့ဒါသူတို့ကတိုက်ခိုက်လာတဲ့အခါကျတော့ဒါတွေလည်းကျွန်တော်တို့ရှေ့မှာလဲကျွန်တော်သတိပြုမိတယ်ပေါ့နော်ဒီအလေးထားတွေကိုနော်ဘယ်သူတွေကလုပ်တယ်လဲဆိုတော့ဒါစစ်တောင်တိုင်းအရာရှိတွေကဒါတွေကိုတာဝန်ယူပြီးတော့လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းမြောက်များစွာတဲကနေပြီးတော့ဒါတွေကိုသူတို့ကကျင့်သုံးခဲ့တာတွေကိုလည်းကျွန်တော်သိပြီးပြီဗျာညင်းလို့မရတဲ့ကိစ္စနော်ငကိုတော့ဆိုရင်နော်အောင်ရပေါ့ဗျာသတင်းစာတွေပေါ့နော်ဒီဆက်အာဏာရှင်တွေရဲ့တဲ့ဗုဒ္ဓတော်တို့နော်ကျင်းမုံတို့လုံသားတို့ပေါ့ဗျာအဲ့ဒီမှာလဲဆောင်းပါးတွေကိုပြန်ကြည့်နော်ဆိုတော့ဖုတ်ကန်ကောင်းလို့ပါတို့ဗျာနော်အဲ့ဒါတွေနဲ့ပတ်သက်လို့လေရှင်းမထားသူတို့လူတွေပဲဗျာအခုလဲဒီလူတွေကရင်းနေတော့ပဲဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့တစ်ဆက်တည်းပြောကျင်တာကအဲ့ဒီဆောင်းပါးထဲမှာတင်ထားတာလေနော်ကာဝေးဦးစီးချုပ်ပေါ့ဗျာနော်စစ်ရာဇဝတ်ကောင်ရဲ့အင်တာနက်စာမျက်နှာမှာစောင်းမတင်ထားတယ်အဲ့ဒီပြင်သူတို့ရဲ့ဝါရဖြန့်ချီရေးနော်ဒီမြဝတီတို့ရတနာဘုံတို့မှာလည်းသူတို့ကထပ်ရေးတယ်ပြီးတဲ့အခါကျတော့သူတို့ဝါရဖြန့်ချီရန်ရားတွေမှာလည်းကြက်ပြက်ဒီဟာတွေကိုတိုက်ခိုက်တယ်ပေါ့နော်ကဲကောင်းပြီအဲ့ဒါတွေကပြည်သူဖြစ်မလားပေါ့ဗျာနော်ပြည်သူဖြစ်မလားပေါ့ဗျာဘယ်လိုလုပ်ပြည်သူဖြစ်မလဲဗျာအဲ့ဒီတဲကွာဘသူကလိန်ညာသလဲပေါ့ဗျာဘသူကဇာလိုက်တာပြက်ယွင်းသလဲပေါ့ဗျာဘသူကလောက်ကြံဖန်တီးထားသလဲပေါ့ဗျာဒါတွေကတော့ကွက်ကွက်ကွင်းကွင်းကျွန်တော်တို့မြင်နေပြီးပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုးပေါ့ဗျာဒီဖက်စစ်တပ်ကသဘောထားမပါဘဲနဲ့ဘယ်လိုသတင်းအချက်တွေကိုမှဖက်စစ်တပ်ထိန်းချုပ်တဲ့သတင်းဌာနတွေမှာပုံနှိပ်ထုတ်ဝင်ခွင့်မရှိဘူးလို့ကျွန်တော်နားလည်ထားတယ်ဗျာနော်အဲ့လိုပုံစံမျိုးပဲကျွန်တော်သုံးသပ်တယ်ဗျာသူတို့ရဲ့သဘောထားမပါဘဲနဲ့သူတို့ခွင့်မပြုဘဲနဲ့သူတို့ထိန်းချုပ်ထားတဲ့သတင်းဌာနတွေနောက်တစ်ခုကရှင်းပြောရင်မီဒီယာတွေမှာနောက်တစ်ခုကသတင်းစာမျက်နှာတွေမှာရှင်းပြောသူတို့ခွင့်ပြုဘဲနဲ့ရေးသားခွင့်ပုံနှိပ်ခွင့်ဖော်ပြခွင့်လုံးဝမရှိဘူးလို့ကျွန်တော်သုံးသပ်ချင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုးပေါ့ဗျာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကကျွန်တော်တို့အထူးတန်တမာပေါ့နော်မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမာနဲ့ပတ်သက်ပြီးတော့ဝါရဖြန့်ချီနေတဲ့ဆောင်းမတကယ်ကြတော့သူတို့ဝန်မခံထားပေမဲ့နော်သူတို့ရေးပါတယ်ဆိုပြီးတော့ဝန်မခံထားပေမဲ့ဒီဆောင်းမကဖက်စစ်တပ်ရဲ့အာဘော်လို့သာနော်နားလည်ရပါတယ်ဆိုတဲ့နော်အကြောင်းသတင်းစကားပါရင်းနေကျွန်တော်ရဲ့ဒီနေ့နိုင်ငံရေးသုံးသက်ချက်ကိုဒီမှာပဲအဆုံးသတ်ပြစီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ